ကံကောင်းမှာတတိပုဂ္ဂလာပြည်သူ့လွှတ်တော်မတ်လောင်စစ်ဗိုလ်ပြုတ်တန်ဝင်တည်ဆုံသွားသဖြင့်ကျပ်ဖို့ပါတီမှာကိုယ်စားလှယ်လောင်ကပြိုင်ဆရာမလို့တော့ပဲပြိုင်ပြမရှိနိုင်ရမကွေးတိုင်းကံကောင်းမြို့နယ်မှာတတိပုဂ္ဂလာပြည်သူ့လွှတ်တော်မတ်လောင်စစ်ဗိုလ်ပြုတ်တန်ဝင်တည်ဆုံသွားသဖြင့်ကျပ်ဖို့ပါတီမတ်လောင်ကပြိုင်ဆရာမလို့တော့ပဲပြိုင်ပြမရှိနိုင်ရရှိသွားကြောင်းရောလင်းနမကိုအောင်တင်ကပြောတယ်နိုဝင်ဘာလ18ရက်နေ့မှာဂျပန်စစ်ကောင်စီပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲမှာကံကောင်းမြို့နယ်မှာဝေအောင်ရှင်ပြိုင်မဲ့တတိပုဂ္ဂလပြည်သူ့လွှတ်တော်မတ်လောင်စစ်ဗိုလ်ပြုတ်တန်ဝင်မှာနှလုံးသွေးတိုးစီကျိုးယောဂရဲ့ခန်းစားရပြီးကျမ်းမာရေးဖောက်ပြန်သိဆုံးသွားကြောင်း၎င်းတင်ဆောင်တော်မူကြောင့်ကျပ်ဖို့ပါတီမှာပြည်သူ့လွှတ်တော်မတ်လောင်ဤဖြူလွင်မှာပြိုင်စရာလူမရှိတော့သဖြင့်လိုလိုနိုင်ရရှိသွားခြင်းဖြစ်ပါတယ်။တင်ဆောင်သောတတိပုဂ္ဂလအမတ်လောင်တန်ဝင်ကစစ်တပ်မှပိုစင်းနဲ့ထုတ်ပယ်ခဏသူဖြစ်ပြီးစစ်တပ်ကအာနာသိမ့်ပြီးနောက်မှာຫນွေဥတော်လေးမှာပါဝင်လှုပ်ရှားသူတွေတော်လေးတဖွဲ့တဲ့သတင်းချလက်တွေကိုစစ်တပ်ထံစုံစမ်းပေးပို့နေသူဖြစ်ကြောင်းသိရတယ်။၎င်းကမြိုင်မြို့နယ်ကိုင်တော်မှာကြာစာတိဖြစ်ပြီးလက်ရှိမှာကံကောမြို့မှတ်တေရေပေါ်ရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်းကံကောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စဉ်တွင်ထားက၎င်း၏ပြိုင်ပွဲမှာကျပ်ဖို့ပါတီမှာဤပြုလင်ဖြစ်ကြောင်းသိရတယ်။အလားတူကျပ်ဖို့ပါတီမှာကံကောမြို့နယ်မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝေရောက်ရှင်ပြိုင်တဲ့ဇော်ထုံးကလည်းပြိုင်ပွဲမရှိနိုင်ရရှိထားသူဖြစ်ကြောင်းသိရပါတယ်။ကံကောမြို့နယ်ကစစ်ကောင်စီကပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ဆလဘီမိတ်တွယ်မက်ရှိပြောင်စုလမ်းမှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေပြီးလမ်းပိန်နေစစ်တပ်ကပလောင်မျိုးသိမ်းပိုက်ခဲ့ရမိကိုကြောက်လန့်ပြီးပြစ်ခတ်မှုတွေလုပ်နေတနင်္သာရီတိုင်းမိတ်တွယ်အမတ်ရှိပြောင်စုလမ်းပိုင်းမှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေလမ်းပိုင်းနေပိတ်ဆို့နေကစစ်တပ်ကပလောင်မျိုးသိမ်းပိုက်ခဲ့ရမိကိုကြောက်လန့်ပြီးလက်နက်ကြီးဒရုန်းတွေနဲ့နေစဉ်ပြစ်ခတ်နေကြောင်းဒေသပြည်သူတွေနဲ့တော်လိုင်းသတင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးဂျပန်စစ်တပ်ကမိတ်တဝဲအမတ်ရှိပြည်စုလမ်းမိုက်ကိုပြန်လည်ထိန်းချုပ်နိုင်စစ်ကြောင်းတွေထုံနေပြီးတိုက်ပွဲနေစဉ်ဖြစ်ပွားကလမ်းမိုက်နေပိတ်ဆို့နေခြင်းဖြစ်တယ်။လက်ရှိချိန်မှာမိတ်တဝဲအမတ်ရှိပြည်စုလမ်းပိုင်းရှိမီးလောင်ချောင်းရွာမကြီးကုန်းရွာစင်တိုးရွာနဲ့66ရွာတို့မှာကုန်ကားတွေနဲ့ခီးသွွားပြည်သူတွေပိတ်မိနေခြင်းဖြစ်တယ်။ထို့ပြင်ဂျပန်စစ်တပ်ကပလောက်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေလာအောင်တိုက်ခိုက်မိကိုဆိုရင်နာကြောင်မြို့ပတ်ပတ်လည်မှာစစ်ကြောင်းတွေဖြန့်ထားကလမ်းနက်ကြီးဒရုန်းတွေနဲ့နေစဉ်ရန်တပ်ပစ်ခတ်မှုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ပြည်စုလန်ပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတော့ရှောင်းတခင်ထောက်ပြီးဖြစ်နေခါစားတိုက်ပွဲကတပွဲဘက်မှာပို့ပြီးတော့ပြင်းထန်တယ်ပူလုံးမှာကျတော့နေ့တိုင်းဒီမှာပဲသင်္ကန်းတော်ရွာထဲမှာစစ်ခွေတွေကရှိရဲသူတို့ရောက်တိုင်းနေရာတိုင်းမှာအိမ်တွေမီးတင်ရှို့ပြီးနေနေတာစစ်ခွေတွေကဘယ်ကလာဖြစ်တာလဲတော့ရှိတယ်ပလောင်မြို့သိမ်းခဲမှာကြောက်လန့်နေကြလို့ဒေသတွင်တော်လိုင်းသတင်းမြစ်တွေကပြောပါတယ်ထို့သောတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်မိတ်ပူလောပလောက်တရက်ချောင်းတဝဲလမ်းပိုင်းတစ်လျှောက်ပိတ်ဆို့နေခြင်းဖြစ်ပြီးပြည်သူတွေအနေနဲ့အမတ်ရှိပြောင်စုလမ်းပိုင်းကိုခီးတော်လာခြင်းမပြုလုပ်ကြတဲ့တော်လိုင်းရန်စတွေကအသိပေးပြောဆိုတယ်ဆက်လက်ပြီးနမောင်မြို့နယ်စက်တောက်တွင်ရကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲမှုပြည်သူသုံးသေးဆုံးမကွေးတိုင်းနမောင်မြို့နယ်စက်တောက်တွင်ရကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူသုံးသေးဆုံးခဲ့ကြောင်း People Defense Organization နဲ့မှတာဝန်ရှိသူကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့မနက်8:00နာရီကျော်ခန့်မှာနမောင်မြို့နယ်စက်တောက်တွင်ရကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်အကြမ်းဖက်စစ်တပ်ပုံစံတိုက်ခိုက်မှုတွေပြည်သူသုံးသေးဆုံးပြီးပြည်သူ10ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်နေပျက်စီးခဲ့ကြောင်းသိရတယ်နမောင်မြို့နယ်နောက်ဖက်ချမ်းကစက်တောက်တင်ကြာကိုစစ်ကိုတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမနက်၈နာရီကျော်မှာမိထီလာလေးတပ်ကနေတန်လာဂျက်ဖိုက်တာကပုံနှလုံးကျဲချတိုက်ခိုက်တော့ပြည်သူသုံးသိဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရလို့ People Defense Organization နဲ့မှတာဝန်ရှိသူကပြောပါတယ်ဆလဘီမော်မြို့နယ်သားစီရဲစကန်ဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိစကိုင်းတိုင်းမော်မြို့နယ်သားစီရဲစကန်ဝင်ရောက်တိုက်ခိုက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိကြောင်းဘူးတလင်မြို့နယ်တပ်ပေါစုစစ်ကြောင်းမှုကိုချက်ကလေးကပြောတယ်။ရှနေ့နိုဝင်ဘာလ18ရက်နေ့မနက်9:00နာရီခန့်မှာမော်ရမြို့နယ်သားစီရဲစကန်ကိုတော်လိုက်တပ်ဖွဲ့ကောင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပြီးရေတပ်ကိုတီးပြနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လင်းရဲဘော်တွေပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။မနက်9:00နာရီလောက်မှာမော်ရနယ်ထဲမှာရှယ်တာစီယာရဲစကန်ကိုကျွန်တော်တော်လဲရဲဘော်တွေဝေရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲကြာချိန်ကမိနစ်30လောက်ပဲကြာတယ်စစ်ခွေးတွေထိခိုက်ရှယ်ရေတွက်တိကျကတော့ကျွန်တော်တို့ဒီမပြိုနိုင်သေးဘူးလို့ဘူးတလင်မြို့နယ်တပ်ပေါစုစစ်ကြောင်းမှစစ်ကြောင်းမှုကိုချက်ကလေးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါစုစစ်ကြောင်းနဲ့ဒူမာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လဲရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဆလဘီမြန်မြို့နယ်တွင်စစ်ကြောင်းထိုးနေ၍ထွက်ပြေးတိမ်းရှောင်နေရ62နှစ်ရွယ်အသက်62နှစ်ရွယ်တကြီးရွယ်3အိမ်မိပြီးတိတ်ဆုံးမကွေးတိုင်းမြို့နယ်အတွင်းဂျပန်စစ်တပ်စစ်ကြောင်းထုံးနေထွက်ပြေးတိမ်းရှောင်နေရ62နှစ်ကနေ62နှစ်ရွယ်သက်ကြီးရွယ်ဦး3ဝက်အေးမိပြီးတိတ်ဆုံးခဲ့ကြောင်းဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလ3နေ့ကစတင်ပခုတ်ကူတမတရတိတ်ကထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းပခုတ်ကူမြို့နယ်တွင်ရှိကြတွေကိုစစ်ကြောင်းထုံးဝင်လာပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းမြိုင်မြို့နယ်နောက်တောင်ပိုင်းရှိစက်မှုတွေကိုရောက်ရှိလာခဲ့ပါတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းထုံးရောက်လာကြောင်းမြိုင်မြို့နယ်တောင်ပိုင်းနောက်တောင်ပိုင်းနဲ့နောက်ပိုင်းရှိကြတွေမှာတောင်းနဲ့ရှိတော်ပြည်သူတွေဘေးလွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်။
ထို့ပြင်ဂျပန်စစ်တပ်စစ်သားပြည်သူပိုင်ပစ္စည်းကိုခိုးယူခြင်းပြည်သူပိုင်နေကိုမိရှို့ဖျက်ဆီးခြင်းပြည်သူတွေကိုတစားကံပြစ်ဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့ကျူးလွန်နေကြောင်းသိရတယ်ထို့သောစစ်ကြောင်းထုံနေပြီးထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာမြန်မြို့နယ်နောက်ပိုင်းကနေ62နှစ်ရွယ်ဖို့တုံနိုဝင်ဘာလ16ရက်နေ့ညပိုင်းမှာမြန်မြို့နယ်နောက်ပိုင်းက90နှစ်ရွယ်ဖွားတုံနဲ့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာမြန်မြို့နယ်နောက်ပိုင်းမှာ62နှစ်ရွယ်ဖွားတုံအေးမိပြီးတေဆောင်ခဲ့တယ်အညာစားရတဲ့ဥခလူငယ်လူရဲအတွက်ပြဿနာမရှိပေမဲ့အင်အားကြီးတဲ့တကြီးရွယ်နဲ့ကလေးတငယ်တွေအတွက်တော့အင်မတန်မှကိုအနေအများလုံးလာပါတယ်။ဒါကြောင့်ညာဒေသနယ်နဲ့ရက်ကပြည်သူတွေအားလုံးမိမိတို့ဒေသကိုစစ်ကြောင်းလိုက်တိမ်းရှောင်ပါကအညာဆောင်ရဲ့ရာသီဥတုကိုအန်တုနိုင်မဲ့အနွေးထဲတွေအနွေးဆောင်တွေကိုမမစ်မလျော်ယူဆောင်ကြဖို့အသိပေးလွယ်လို့ We Left မြိုင်ဖွဲ့တောင်းရှိသူကပြောတယ်။လက်ရှိချိန်မှာသက်ဆိုင်ရာဒေသတွင်ကာကွယ်ဖွဲ့စည်းများအနေဖြင့်ဒေသတွင်စစ်ကြောင်းလာမဲ့တဲ့ရပါကပြည်သူတွေလိုအပ်မှုတွေပြင်ဆင်ထားနိုင်ရန်ကြိုတင်ညှိနှိုင်းမှုလှုပ်ဆောင်ကြမြစ်တရက်ခတ်ကြောင်း We Left မြိုင်ဖွဲ့တောင်းရှိသူကပြောပါတယ်။ဆက်လက်ပြီးတာဆီယာရက်စကန်ကိုတော်လိုင်းတွေတိုက်ခိုက်မှုကြောင့်ရဲနဲ့စစ်သားတွေထိခိုက်သေးဆုံးနိုင်စကိုင်းတိုင်းမော်မြို့နယ်ကတာဆီယာရက်စကန်ကိုကာကိုက်ပူပေါတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောတာဝန်ရှိသူကပြောတယ်။နိုဝင်ဘာလ18ရက်နေ့မနက်9:00နာရီခန့်ကတာဆီယာရက်စကန်ကိုစကန်စီယိုနဲ့မီတာ50လောက်ကွာကနေလက်နက်ငယ်နဲ့တောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်တိကျကတော့မသိရသေးဘူးလို့ဆိုတယ်။အပြန်အလှန်ထိတွေ့ချိန်ကနိုင်ဝက်လောက်ပဲကြာပါတယ်။အနိကတော့ပြစ်တာဆိုထိခိုက်သေးဆုံးမှုတော့ရှိနိုင်တဲ့စကန်နဲ့ဆိုစကန်နဲ့တိတ်လို့ရအခြေအနေမျိုးမဟုတ်တော့ဘလောက်ထိခိုက်တယ်။ဘာညာကျွန်တော်အတိအကျမသိအောင်ဆက်လက်စုံစမ်းစေပါပဲ။တာစီယက်စကန်ကိုတောက်ပစ်ခတ်ဖို့အချိန်နည်းလောက်ယူခဲ့ရပြီးဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းနဲ့မဟာမိတ်တွေပူပေါင်းကယက်စကန်နဲ့စစ်ကော်မရှင်တပ်သားရဲ့လူဝင်အားချိနဲ့နေကျန်းရလင်းငိုင်ဝေရောက်တိုက်ခိုက်ခဲ့ရလို့ပြောပါတယ်။ဆလဘီစားတော့မကောင်းလို့ဆိုပြီးစကားများရန်ဖြစ်ရကမြန်မာမျိုးသမီးတို့မလေးရှားမှာတာထိုးတက်ခဲ့ရတန်ရတရားခံဖြစ်မြန်မာ3ဖန်ခဲ့ရမလေးရှားနိုင်ငံပီနန်ပြည်နယ်လော်ဂွန်ဘကက်ဂျာရာကထိုင်းစားတောက်ဆိုင်တစ်ခုမှာပြီးခဲ့နိုဝင်ဘာလ16ရက်ညကစားတော့မကောင်းလို့ဆိုပြီးချင်းစကားများရန်ဖြစ်ရကမြန်မာမျိုးသမီးစပို့မှုတယောက်ဓာတ်ထုတ်ခဲ့ပြီးတေဆုံးခဲ့ကြောင်းမလေးရှားသတင်းမှာဖော်ပြတယ်။ည9နိုင်ခန့်ကဖြစ်ပွားခဲ့ဒီဖြစ်ရမှာတေဆုံးသူမျိုးသမီးရဲ့ခင်မွန်းဖြစ်သူနဲ့သူ့ရဲ့တရင်ကြီးတယောက်လည်းတရားရရှိပြီးသူတို့ကလည်းမြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။တရားရှိသူနဲ့မိတ်ဆွေတို့ကအဆိုပါစားတောက်ဆိုင်မှာတောက်စားတောက်ခဲ့ကြပေမဲ့အစားတောက်ရည်တွေကိုမကျေနပ်ခဲ့ကြပဲအသက်40ကျော်ရဲ့တေဆုံးသူနဲ့သူမရဲ့ခင်မွန်းဖြစ်သူနဲ့စကားများရန်ဖြစ်ခဲ့ကြောင်းတေဆုံးသူမျိုးသမီးကအဲ့လူတွေကိုဆိုင်ကနေထွက်သွားဖို့ပြောခဲ့ကြောင်းသိရတယ်။အဲ့နောက်တရားရှိသူဟာသူ့ရဲ့ကိုဖုန်းခေါ်ပြီးစားတောက်ဆိုင်တို့ပြန်လာကဆိုပါမျိုးသမီးစပုံမှုကိုဒါနဲ့ထုတ်သက်ခဲ့ကြောင်းသိရတယ်။ပြည်နယ်ရဲချုပ်ကဖြစ်ရပ်ကိုတီးပြခဲ့ပြီးတန်ရရှိသူနဲ့သူ့ရဲ့အကိုအပါဝင်မြန်မာမျိုးတော်တော်ကိုဖန်ဆီးထားကြောင်းပြောကြားခဲ့ပါတယ်။တန်ရရှိသူအရင်ဖြစ်ချိန်မှာရဲမှုနယ်လို့ယုံကြည်ရတဲ့ဒီကိစ္စလူတမှုတွေပြစ်မှုဆိုင်ရာဥပဒေပုံမှန်300နဲ့စစ်ဆေးနေလို့ရဲချုပ်ကပြောကြားခဲ့ပြီးတရားရသူတွေကိုတော့ဆေးကိုပို့ဆောင်ထားကြောင်းပြောဆိုခဲ့ပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်။